Hello အားလုံးပဲမင်္ဂလာပါကျမလည်းမှာရုပ်ရှင်လက်မှတ်နှစ်ခုရှိနေပါတယ်ဒီလက်မှတ်နှစ်ခုရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမပြောစရာစကားလေးတစ်ခုပေါ်လာလို့တကယ်ချင်းကိုပြပြချင်ပါတယ်အဲ့ဒီဟာကတော့လောကရန်တရားမှာတစ်ခုခုစိတ်ညစ်စရာကြုံလို့အစင်မပြေရတစ်ခုခုကြုံနေလို့စိတ်ညစ်နေတယ်လို့ရှိပါသလားအဲ့ဒါဆိုလို့ရှိရင်ကျမပြောတဲ့ဗီဒီယိုလေးကိုစောင့်အောင်နောက်ထားစေချင်ပါတယ်အဲ့ဆိုလို့ရှိရင်စိတ်ဓာတ်ခွန်အားတစ်စုံတရာရသွားမယ်လို့ကျမယုံကြည်ပါတယ်ကျမပြောချင်တဲ့အကြောင်းအရာလေးရတော့ပေါ့နော်လောကကြီးမှာအစဉ်ပြေတဲ့အစဉ်မပြေတာတွေကဒွန်တွဲနေရဖြစ်တဲ့တခါတလေအစဉ်ပြေတဲ့အရာတွေကလည်းအစဉ်မပြေခြင်းတွေကိုဖြစ်လာစေနိုင်တာမျိုးရှိတဲ့အခါလည်းရှိပါတယ်ဒါပေမဲ့ကျမအတွက်ကတော့ကောင်းတဲ့အရာတွေအဲ့လိုမျိုးဖြစ်လာဖို့အတွက်မကောင်းတဲ့အရာတွေကြုံတဲ့အခါမှာကောင်းတဲ့အရာတွေဖြစ်လာဖို့ဆိုတာကိုယုံကြည်ပါတယ်ဒါကြောင့်မလို့ကျမရဲ့အတွေ့အကြုံလေးတွေနဲ့တကယ်ချင်းတွေကို sharing လုပ်ပြီးပြောပြချင်ပါတယ်ပထမဆုံးတွေ့ကြင်ကတော့အစပါကျမငငယ်တော့ဆိုလို့ရှိရင်ကျောင်းတက်သွားလို့ရှိလို့ရှိရင်အိမ်မှာမောင်လေးရှိရဖြစ်တဲ့အတွက်သူ့ကိုညားပါတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့အိမ်ကနေပြီးတော့ထမင်းတုပ်ထုတ်ပေးတဲ့အခါမှာမောင်လေးကိုဦးစားပေးပြီးတော့ဘာပဲဖြစ်ပေါ့နော်သူထမင်းကြိုင်ထဲမှာဟင်းပါပါတယ်ကျမဟင်းမပါပါဘူးအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြက်ဥတောင်မှမပါပါဘူးအဲ့လိုအချိန်မှာထမင်းကြိုင်ဟိုကြောင်းရောက်မှတမောတိတုပ်လို့ပါတော့အဲ့လိုမျိုးဝယ်စားလိုက်ရတယ်ပေါ့နော်အစင်ပြေသလိုနဲ့စားခဲ့ရတယ်အဲ့တော့တွေ့ရပေါ့ငါးပဲမြဲတမ်းညာနေရပဲငါးပဲမြဲတမ်းပဲဒီလိုမျိုးစားနေရတယ်ပေါ့နော်အဲ့လိုမျိုးစင်စင်ရဲချိုးချိုးတက်တက်နဲ့ကြောင်းတက်ခဲ့ရတယ်ဒါပေမဲ့ခုအချိန်မှာတော့ကျမသာစားကျင်နေဆိုလို့ရှိရင်ဝတ်သားတပိတ်သားလောက်လည်းတစ်ခါတည်းဝယ်စားလို့ရတဲ့အခြေအနေမှာရှိပါတယ်ကျမစားကျင်လို့ရှိရင်ကျမမှာစားကျင်စိတ်ရှိရပေါ့နော်မဖြစ်မနေကငါစားကျင်နေပြီဆိုလို့ရှိရင်တော့အဲ့လိုမျိုးဟင်းဆိုလဲနေတိုင်းစားလို့ရတယ်ပြီးကြလို့ရှိရင်ဒီလိုမျိုး hot pot တို့အစားဂျပန်အစားတို့ဒီလိုမျိုးဒီမှာနာမည်ကြီးကိုရီးယားဆတို့ဆိုလဲကိုစားကျင်စိတ်တာရှိရဆိုလို့ရှိရင်အချိန်မီသွားစားလို့ရတယ်ဆိုတဲ့အခြေအနေမှာလည်းရှိနေပါတယ်နောက်တစ်ခုကတော့အဝတ်အစားနဲ့ဖနက်ပေါ့နော်ငငယ်တော့ဆိုလို့ရှိရင်အဲ့လိုမျိုးအဝတ်အစားဆိုလို့ရှိရင်လည်းငယ်ရှိရဖြစ်တဲ့ညားရတယ်အဲ့တော့ကြောင့်ကိုယ့်အတွက်ကိုမဝယ်ပြဖက်နဲ့ဒီလိုဖြစ်တယ်လို့မျိုးအဆင်ပြေတယ်လို့ဝတ်ကြတယ်သူများပေးတာကန်နာဝတ်ကြတယ်ဒါမျိုးဝတ်ကြရတယ်ပေါ့နော်ဒါပေမဲ့အခုအချိန်မှာတော့အဝတ်အစားဆိုလို့ရှိရင်လည်းပို့မှာတစ်ခါတလေကြလို့ရှင်ပေါ်ရှန်နေလို့သူများတွေကိုပြန်ပြီးတော့အဲ့လိုမျိုးဝေးပစ်တာမျိုးတွေအဲ့လိုမျိုးတွေတောင်ရှိတဲ့အထိအဝတ်အစားဆိုလို့ရှင်လည်းပေါ်ရှန်နေပြီးကြလို့ရှိရင်လည်းဒီဖနက်တို့ဘာလို့ဆိုငငယ်တော့ဆိုလို့ရှင်ရိုးရဖနက်အဲ့ဒီထမ်းရလာတဲ့စင်ကြဖနက်ကြီးရဲ့လေအဲ့လိုမျိုးကြီးအကြမ်းလဲခံတာဖြစ်တဲ့အတွက်အဲ့လိုဖနက်တရားဝဲပစ်ထားလိုက်တယ်ဆိုလို့ရှိရင်အကြာကြီးစီးရတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်အဲ့လိုဖနက်ကိုပဲစီးရတယ်ကြောင်းတယ်လဲငွေမိုးဆောင်ဒီဖနက်ပဲပေါ့နော်နည်းနည်းလေးအတန်းကြီးလာကမှပန်းတီးတို့ဒီရွှေတရေတို့လောက်ကိုဝဲစီးနိုင်တယ်ဒါအကောင်းဆုံးပဲပေါ့နော်အဲ့လိုမျိုးအခြေအနေဖြစ်ခဲ့တော့ငါအရန်ချိုးတဲ့ရပါလားပေါ့နော်အဲ့ချိန်မှာတော့အရန်သူများတွေကတော့အဲ့လိုရှူတွေတောက်တွေအဲ့လိုမျိုးစီးနေတဲ့အချိန်မှာကွာဒါမျိုးလေးပဲစီးရတော့အားငယ်ခဲ့တယ်တိမ်ငယ်ခဲ့တယ်အဲ့လိုမျိုးတိမ်ငယ်စိတ်ရှိရုပ်စိမ်တွေရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့နာမည်ကြီးရဲ့ brand တွေပေါ့နော်ဒီစီမှာဆိုလို့ရှိရင်အဲ့လိုမျိုးနာမည်ကြီးရဲ့ brand ကိုကိုသားဝတ်ချင်တယ်ဆိုလို့ရှိရင်Adidas တို့ဒီ Nike တို့ဒီ Chanel တို့အဲ့လိုမျိုး Chanel တို့ပေါ့နော်အဲ့ဒီဥစ္စာတွေကိုကိုသားဆန္ဒရှိရဆိုရင်ဝယ်စီးနိုင်တဲ့အခြေအနေမှာရှိပါတယ်ဒါပေမဲ့ဒီဥစ္စာဝယ်စီးလိုက်မယ်အစားငါဘာကုသိုလ်လုပ်လိုက်မယ်ဆိုတဲ့စိတ်နဲ့ဝယ်မစီးဖြစ်ပါဘူးဒါပေမဲ့တော်တင်ရောတင် brand လေးကိုတော့ဝယ်စီးရတယ်ပေါ့နော်အဲ့လိုပဲပြီးကြလို့ရှိရင်အလုံးနဲ့ပတ်သက်လို့ရှိရင်ပထမတစ်ခါဒီအိမ်မှာပဲအလုပ်လုပ်တော့ဆိုလို့ရှိရင်ပေါ့နော်လွန်ခဲ့တဲ့နှစ်လောက်ကဆိုလို့ရှိရင်အလုပ်ထဲမှာတော်တော်အဆင်မပြေပါဘူးတော်တော်စိတ်ဖြစ်စီရတယ်တော်တော်စိတ်ညစ်ရတယ်ပေါ့နော်အဲ့လိုမျိုးပျော်ရွှင်ရဘူးပေါ့နော်ဒါပေမဲ့နှစ်ကနေပြီးတော့ဒီပြင်အလုပ်ကိုပြောင်းသွားတယ်ပြောင်းသွားပြီးတဲ့အခါမှာဒီအိမ်ကိုတစ်ခေါက်ပြန်လာတဲ့အခါမှာတော့အဲ့လိုမျိုးအဆအရာအဆင်ပြေတယ်ပေါ့နော်စိတ်ချမ်းသာတယ်ဘာလို့ဆိုသူတို့လည်းကိုအကြောင်းအဲ့လိုမျိုးသိရဖြစ်တဲ့အတွက်ကြောင့်မို့တုံးနဲ့တည်းကိုအပေးအယူညှဉ်းညံ့နဲ့လုပ်တဲ့အခါမှာအဲ့လိုအဆင်မပြေတာနဲ့ကိုကြတော့အရင်အဆင်ပြေရဲဆိုတဲ့ဥစ္စာမျိုးဖြစ်သွားတယ်ပေါ့နော်ပြီးကြလို့ရှိရင်ဒီရုပ်ရှင်လက်မှတ်တွေကိုကျင်းတယ်လေပြောကျင်တာပေါ့နော်ပြောနေတာဘာလဲဆိုလို့ရှိရင်တက္ကသိုလ်တက်တော့ဆိုလို့ရှိရင်ရုပ်ရှင်တက္ကသိုလ်တက်တော့မှရန်ကုန်မှာလောက်တော့ဆိုလို့ရှိရင်လည်းရုပ်ရှင်သွားကြည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့တကယ်ချင်းတွေကလည်းဖော်ဆက်တယ်ရုပ်ရှင်သွားကြည့်ကြမယ်ပေါ့တချို့တကယ်ချင်းတွေသွားကြည့်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီတုန်းကတော့ရုပ်ရှင်ဘို့နှမျိုးရလဲပါတယ်လမ်းစိတ်နှမျိုးရလဲပါတယ်ပြီးကြလို့ရှိရင်ဒီရုပ်ရှင်ကြည့်လိုက်မယ်အစားဆိုတဲ့စိတ်နဲ့အဲ့လိုမျိုးလိုက်မကြည့်ခဲ့ဘူးပေါ့နော်ပြီးကြလို့ရှိရင်ရီးစားမရှိရလဲပါမှာပေါ့နော်အဲ့ဒီတုန်းကဆိုလို့ရှိရင်အဲ့တော့ကြတော့ရုပ်ရှင်တွေပါတယ်တော့မကြည့်ဖြစ်ခဲ့ဘူးအဲ့ဒီဥစ္စာအဲ့တော့ဒါပေမဲ့စိတ်ထဲမှာတော့အရင်ရုပ်ရှင်ကြည့်နေရုပ်ရှင်ယုံဆိုတာဘယ်လိုမျိုးလဲသူများပြောရရုပ်ရှင်ယုံအကြောင်းပြောပြီးဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုး
နားထောင်ရတယ်ပေါ့နော်စိတ်ဝင်စားနေရုပ်ရှင်ရုံးထဲမှာဒီလိုအဲ့လိုမျိုးနားထောင်ကြရတယ်ဒါပေမဲ့အခုအဲ့လိုမျိုးမပြည့်စုံဘူးအဲ့လိုမျိုးသူများတွေကိုပဲအားကြနေခဲ့ရတယ်မပြည့်မစုံအရာတွေကအခုကြလဲကြာရောဒီရုပ်ရှင်ဆိုတာဒီမှာဆိုလို့ရှိရင်ခဏအဲ့လိုမျိုးတွားကြည့်ရတယ်ပေါ့နော်တွားကြည့်ရခါမှာလဲရုပ်ရှင်ကြည့်ရတဲ့ feeling ကဘယ်လိုပြောမလဲကိုပဲရန်ကုန်မကြည့်ဘူးလို့လားမသိဘူးပေါ့နော်ဒီမှာအရန်ကိုမှဘယ်လိုပြောမလဲအပြင်ပိတ်ရဆိုလို့ရှိရင်ပို့ပြီးတည်တာပြီးမှပူးလောင်နေအဲ့လိုမျိုးသွားလာနေတဲ့အချိန်မှာရုပ်ရှင်ရုံးထဲမှာအေးစစ်ပတ်စံလေးကိုကြက်30ကျလောက်ပေးပြီးတော့ထိုင်းပြီးတော့အေးစစ်နဲ့ရုပ်ရှင်ကြတဲ့အရာသားကိုအရန်ကိုသဘောကျရဲပေါ့နော်အားကြောင့်မလို့တကယ်ချင်းတို့လည်းပြောချင်တာကကို့မှာစိတ်ညစ်စရာအဲ့လိုမျိုးပေါ့နော်အစင်ပြေတာအခက်အခဲတစ်ခုခုဖြစ်နေတယ်ဆိုရင်အာဟာတွေကပိုးကောင်းမှုဖြစ်လာတာပါလို့ပြောင်းပြီးတွေးကြည့်လိုက်ပါအခုချက်ချင်းလောဆယ်မကောင်းသေးရင်တော့မှပဲနောက်အနာဂတ်မှာတကယ်ကိုကောင်းတာတွေဖြစ်လာမှာပါယုံကြည်ပါပေါ့နော်ကိုနောက်အနာဂတ်မှာပိုးကောင်းတဲ့အရာတွေပိုးပြီးအစင်ပြေတဲ့အရာတွေရလာမှာဖြစ်တဲ့အတွက်ကိုအားပေးရင်လည်းပျော်ရွှင်ရှင်ပြန်ပြီးတော့နေထိုင်လိုက်ပါလို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ရှင်တကယ်လို့များဒီဗီဒီယိုလေးကိုကြိုက်နှစ်တဲ့ဆိုရင် like and share လုပ်ပေးလို့ရပါတယ်ကျေးဇူးများတင်ပါတယ်